ခိုင်သိန်းကြီးသမီးစံထေထားဦးကကြက်မပြေးတဲ့သူအဖြစ်တရုပ်ဆောင်တဲ့အပေါ်အခုလိုဝေဖန်လိုက်တဲ့ချို့ပြုံးစံထေထားဦးကလက်တလုံးမှာနေတိုးချို့ပြုံးချောရတနာတို့လိုထိတ်တန်းဝါရင်တရုပ်ဆောင်တွေနဲ့အတူမီရှယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်တရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာစိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်ရှိနေတဲ့အော်တီဇင်ကလေးငယ်တစ်ယောက်အကြောင်းကိုပညာပေးရိုက်ကူးထားတာဖြစ်ပြီးစံထေထားဦးကအဲ့ဒီအော်တီဇင်ဇာတ်ရုပ်နေရာကနေအကောင်းဆုံးပုံဖော်တရုပ်ဆောင်ထားတာပါ။ဒီလိုခက်ခဲလာတဲ့ဇာတ်ရုပ်နဲ့ပတ်သက်ပြီးဝါရင်မင်းသမီးကြီးချို့ပြုံးကိုယ်တိုင်ကအခုလိုပဲမှတ်ချက်ပြုဝေဖန်ချီကျူးလာပါတယ်။ရုပ်ရှင်လောကမှာဘယ်ထိတ်တန်းမင်းသမီးမဆိုဒီလိုအော်တီဇင်ဇာတ်ရုပ်မျိုးကိုတရုပ်ဆောင်ဖို့ဝင်လေးတတ်ကြတယ်။အကြောင်းကတော့တရုပ်ဆောင်တာအနေငယ်လွဲချော်သွားတာနဲ့ပရိသတ်တွေရဲ့ရဲစရာအဖြစ်ပြောင်းလဲသွားနိုင်လို့ပါ။ဒါပေမဲ့စံထေထားဦးကတော့သူမရဲ့ပထမဆုံးဇာတ်ကားဖြစ်ပေမဲ့အပြင်ကဟော်တီဇင်ကလေးတစ်ယောက်ရဲ့အမှုအရာတွေကိုအတိအကျလေးလာပြီးအသက်ဝင်အောင်တရုပ်ဆောင်နိုင်ခဲ့တဲ့အတွက်အခုလိုအသိမှတ်ပြုချီကျူးခံခဲ့ရတာပါ။ဒီလောက်ထိအဝင်ခွင်ကျတရုပ်ဆောင်နိုင်ခဲ့ရကြောင်းသူမကဒီဇာတ်ကားနဲ့အကယ်ဒမီဆုကိုတောင်းစုခုသွားနိုင်တယ်လို့ထင်ကြီးပေးချီကျူးမှုတွေမြင့်တက်နေပါတယ်။ပရိသတ်တွေကရောဘလို့မြန်မာသလဲရှင်။ထိုးရင်ဒရာဘိုကိုသချင်းခေါ်ဆိုပြီးမှအဆက်ကွဲသွားရတဲ့အဆိုတော်ဘန်နီဖြိုးအဆိုတော်ဘန်နီဖြိုးကတော့ဝိုင်းရဲ့အဆိုတော်ထိုးရင်ဒရာဘိုရှိမှအဆက်ရစရာလောက်ရက်လေးတစ်ခုလုံးမိသွားပါတယ်။အားလုံးသိတဲ့အတိုင်းပဲပြီးခဲ့တဲ့ရက်ပိုင်းမှာအဆိုတော်ဘန်နီဖြိုးကတကူတော်ရှိုးပွဲလုပ်ခဲ့တာပါ။အဆိုပါပွဲမှာဘန်နီဖြိုးဟာသူ့ရဲ့အောင်မြင်ပြီးသားသချင်းတွေအပါအဝင်သူနဲ့ဘော်ဘီဆော့ဆာဆိုပြီးတော့အောင်မြင်ထားတဲ့အိမ်မက်ရဲ့အသက်သချင်းကိုဖျော်ပြဖို့လုပ်ထားတာပါ။ဒါပေမဲ့လည်းအဲ့ဒီသချင်းဟာနာမည်ကြီးဝါရဲ့အဆိုတော့ Twin Drop အောင်မြင်ခဲ့တဲ့သချင်းဖြစ်နေပါတယ်။ဒါကြောင့်လည်းအမတ်တရအနေနဲ့ Twin Drop ကိုပါရှိုးဝဲဖိတ်ပြီးတော့အတူတူတီးဆိုကြတာဖြစ်ပါတယ်။ဒီလိုတီးဆိုကြချိန်မှာ Twin Drop ကသူ့ရဲ့သချင်းကိုအတန်ပါဝါအားကောင်းကောင်းကြောင်းကီးမြင့်မြင့်နဲ့ဆိုနေချိန်ဗန်နီဖြိုးကလိုက်မဆိုနိုင်မင်းနဲ့ကီးကြောင်ကအတန်လေးအတန်ကြောင်းထွက်သွားတာပါ။ဒီလိုအဆက်ကွဲသွားချိန် Twin Drop ကဝါရဲ့အဆိုတော့ပြီးသားစွာနဲ့ပဲအတန်ကိုထိန်းကပွဲမှာထိန်းပြီးတော့ဆိုသွားတာဖြစ်ပါတယ်။ထိုးရင်တော်ဘုဟာမြန်မာနိုင်ငံကအဆိုတော်တွေထဲမှာအတန်အားကောင်းပြီးတော့ကီးမြင့်တဲ့အဆိုတော်ဖြစ်လို့အခုခေတ်အဆိုတော်တွေလိုက်မမီတာပါ။ပရိသတ်တွေကရောထိုးရင်တော်ဘုရဲ့ပွဲထိန်းသွားတဲ့အပေါ်ဘယ်လိုထင်ကြပါသလဲရှင်။